င်္ဂလာပါဆရာနောင်နဲ့ဆရာအောင်ကိုမင်္ဂလာပါညီကျွန်တော်တို့မြစ်ကြီးနားကနေလာရောက်ရှင်ပြိုင်တာဖြစ်ပါတယ်မင်းပြောနေတဲ့ခါဝေကချီနူးမိတယ်မင်းကိုနေချိန်မှာမင်းရဲ့နာမအားပေးခြင်းနဲ့အချစ်တွေရင်ထဲမှာအတိုင်းမသိစွာမွေးဖွာလာ Oh မင်းလို့ရင်စင်နေပြေစီပေးရင်ငါဝေးကပြေကံမှာလုံးနေချိန်တိုင်းမှာမင်းတို့ပေးဆက်ချင်သူပါနေချင်နာနေနာမှာနေမခေါ်ရင်လေလေအဝေးကပြေကံမှာမုန်းရင်မရှိပါမြဲတမ်းချင်မြဲချင်မှာဆုံးတိုင်းတည်စေမေကိုရဲ့သစ္စာမင်းတို့ဖြစ်မှာပါ ဝေးကပြေကံပါကျေးဇူးတင်ပါတယ်ကျေးဇူးပါသားဆရာနဲ့ကိုမင်္ဂလာပါမင်္ဂလာပါသမီးမင်္ဂလာပါညီမနာမည်ကတော့ခင်ချမ်းလို့ခေါ်ပါတယ်မကွေးတိုင်းဒေသကြီးရင်ကြောင်မြို့နယ်ကနေရှင်ပြိုင်တာဖြစ်ပါတယ်ရှင်တန်စံတွေနဲ့ကူကပါသူဟာလေရောက်ရှိလာချင်းစုတွေစနေအောင်မှာဆုံးတွေ့ချိန်မှာငါကြုံမမြင်နိုင်တဲ့နေ့တွေပိုင်ဆိုင်နေရလို့ပါသူရဲ့ကိုယ်တွေ့တဲ့ခိုင်မှာရှိမစနိုင်တော့ပါမလူဘူး no ဒုနုမဆုံးနိုင်ခဲ့လေပဲအိမ်မတွေ့မှာခနာတော့ဆုံးခွင့်ရမှာပါမငုဘူး no ထာဝရမပိုင်ဆိုင်ရလေပဲမိချက်တွေကိုမရနေမှာပါမလိုဘူး no ဒုနုမဆုံးနိုင်ကြလေပဲအိမ်မတွေ့မှာခနာတော့ဆုံးခွင့်ရမှာပါမငုဘူး no ထာဝရမပိုင်ဆိုင်ရလေပဲနေမှာပါချစ်တွေကိုတတိယနေမှာပါ Thank you ကျေးဇူးပါပြောရမယ်ဆိုတော့เนาะနောက်တစ်ဆင့်ကိုတက်ဖို့အဆင်မပြေဘူးလို့ထင်တယ်မကောင်းလို့တော့မဟုတ်ဘူးရန်ကောင်းတယ်ဒါပေမဲ့ညီမတို့မှာလည်းကိုရီမှာလည်းခက်ခဲရှိတာပေါ့เนาะအဲ့တော့ကြတော့နည်းနည်းလေးပါသွားတဲ့သူကတော့ number 3လို့ထင်တယ်ဒါပေမဲ့ဘာလို့လဲဆိုတော့သူကနည်းနည်းလေး key chain တဲ့နေရာမှာပေါ့နော်အဲ့လိုလေးနည်းနည်းလေးအမားလေးတိတိတတ်တာလေးဖြစ်နေတော့လေအဲ့လိုလေးပဲပြောချင်ပါတယ်ညီမဟုတ်ကဲ့ကျွန်တော်အနေနဲ့နောက်တစ်ဆင့်ကိုလမ်းဖို့အစဉ်သင့်မဖြစ်သေးတဲ့သူကတော့ညီမငယ်နော်မအီပိုပိုဟန်
comment ပေးခြင်းတယ်ပေါ့နော်အားကြောင့်လဲဆိုတော့နည်းနည်းလေးဆိုတာနည်းနည်းယူတယ်လို့တော့ထင်တယ်ပေါ့နော်